ဟဲ့စားလာမြန်လိုက်လား ဟုတ်တယ်မတော်ရရှိလို့ ထမင်းလေးထည့်ယူလိုက်အောင် တော်ပြီလို့အလုံး ဒါ နောက် အ ကြ လုံးထမဆင်ပြေရလား ပြေးပြေး ဒါညနေကျထမင်းပြန်စားအောင်မလား ဒီမရဆင်းရရတော့အုပ်သွားတော့မယ်ဟိုနောက်ကြနော် ဘာစီတို့တွဲလာလဲကြားလာပြီအဲ့လည်း pressure တွေပေးနေပြီစီတို့လက်ထပ်ကိုဘယ်လောက်ထိစောင့်နေအောင်ပါလဲ ကိုကတီးရီကိုယူပြီးပြေးဆောင်ထားကျင်တယ်လေအခုကပတ်စံလုံးလုံးမရှိမှမရှိသေးဘူး ဒါဆိုတော့ဖြစ်တော့ဒါဆိုတော့ဖြစ်တော့ ဘာမင်းကမင်းမယူတော့မလားကဲပြောပါဦးမိစီစလေ ဟုတ်အဲ့မိမယူဖို့အတွက်လေကျွန်တော်ဟိုတစ်နှစ်စာလောက်လာစာကြိုထုတ်ပေးပါလား မင်းကတနစ်စာတော့လာစာကြိုမထုတ်ပေးနိုင်ဘူးဒါပေမဲ့ငါမှအချမ်းစီတစ်ခုတော့ရှိတယ်ငါအခုနေမှာလုံနေတဲ့ငါရဲ့အလုပ်ပါမင်းတော့ဦးစီးပေးရမယ်အနည်းဆုံးတစ်နှစ်လောက်တော့ကြာမယ်မင်းကလာစာ3စပေးမယ်ဒီနေ့တော့ပြင်ပါမယ် မေးဒါသွားရမယ်နော် ဟဲ့သွားတော့မို့လားဒါဒီဖိချက်နေပြီးစားရမှာအောင် ဟာတော်ပြီမေးဒါအမြန်လန်းရောက်တော့မှစားရမယ်နော် ဆိုးဆိုးစီးထချက်အဲ့ဒါဒီစားသွားတယ် တော်ပြီတကတော့ဟယ်လို ဒါရီထမင်းစားပြီးသွားပြီလား ဟုတ်မေးအခုလေးစားလို့ပြီးသွားလား ဒါကြိုက်တဲ့စိန်ကျော်ဟင်းချက်နှစ်မှုတ်လေးတွေမေးပို့ပေးထားတယ် ဟုတ်စားလို့ကောင်းတယ်စားလို့ကောင်းတယ် ကုံသွားလို့ရှိရင်လေစီတီမတ်နဲ့အိုရှင်မှာဝယ်လို့ရတာနော်ဒါတော့ဝယ်လိုက်သေးလား ဟုတ်ကဲ့ဟုတ်မေးအဲ့ဆိုဒါအလုံးများနေလို့နော်ပြီးတော့မှဖုန်းမြဆက်လိုက်မယ်နော်ဟုတ်ဟုတ်ကဲ့တထေအခုဒီလာကကျွန်တော်တို့အမြက်ကတော့နဲတယ်ဗျဟုတ်ဘေဘီကိုပြန်လာနေပြီနော်ညနေဆိုရန်ကုန်ရောက်မယ်အိမ်မှာထမင်းလာစားပါလားဖေဖေနဲ့ပါတခါတည်းမိတ်ဆက်ပြီးโอเคဟုတ်ပြီအဲ့ဒါဆိုရောက်တာနဲ့တခါတည်းတန်းပြီးဝင်လာပြီမယ်နော်ဟုတ်ပြီချစ်တယ်နော်ဟာပါ မမေဒါတမီးကောင်းလေးလေ ဟုတ်ကဲ့ဟိုလင်းအောင်ခဲ့ပါဗျဟုတ် ဒီတာအကြောင်းကိုတော့တမီးကပြောထားလို့အန်တီကတော့ကုန်သိထားပြီပေါ့။သားတို့လာမယ်ဆိုတာသိလို့အန်တီကဟင်းကြီးအများကြီးပဲချက်ထားတယ်။သားတို့စားကြနော်အားရပါရ ဟုတ်ကဲ့ဟုတ်ရရရှိဖုန်းလေးမမေကိုရထည့်ပြလိုက်မယ်ကောင်းလိုက်တော့အဲတင်သွားပြီ စားကောင်းလား ကောင်းတော့ ညနေကောင်းတော့စိန်ကျော်နဲ့ချက်တာလေ စိန်ကျော်ဟာကို့မိလေအိမ်မှာစိန်ကျော်နဲ့ပဲချက်တာ ဟုတ်လား ဟိုဒါကြောင့်ရတာတူနေအောင် ဟုတ်လက်ဖက်လေးစားကြည့်အောင် လက်ဖက်စားအောင်ကောင်းလိုက်တာလက်ဖက် လက်ဖက်ကလည်းစိန်ကျော်ပဲလေ စိန်ကျော်ပဲအဲ့ဒါစိန်ကျော်လက်ဖက်လည်းထုတ်တာလား စိန်ကျော်လက်ဖက်တင်မကဘူးတခြား product တွေလည်းထုတ်ထားသေးတယ်မှန်လေ ဟာဒီမှာစိန်ကျော် product တွေများလိုက်တာ ညာပါဗောစိန်ကျော်ကဒီထုတ်တာလေ ဒီထုတ်တာအော်အဲ့ဒါဆိုစိန်ကျော်ပိုင်ရှင်ပေါ့ရှိုးရကြ ။တမီးရှင်မထက်ထဲအောင်မလား ဟုတ်ထိုင်နေလေ စားနိုင်တယ်လား ဟောကိုကလည်းမမေကထမင်းထက်ရုံလားဆိုတာဟိုသားသမီးရင်းနဲ့ထမင်းဝိုင်းမှာအချင်းကြကြရှိရင်းနဲ့စကားတွေအများကြီးပြောချင်လို့ပေါ့အဲ့ကြောင့်ထမင်းထက်အောင်လားမေးနေကိုကလည်းဒါလည်းမသိဘူး ဆိုးဆိုးစီးထချက်အဲ့ဒါဒီစားသွားတာ တော်ပြီ I got
nightmares in my head, I fear that the thoughts build up until I can't hear. That my mind fills up into a creature that haunts me somewhere. Anxiety, filling up every space, no privacy. Inside of me, it can build and build until you finally see. Whoa, it's taking over, damn no closure, moving ဟာ closer. ခီးပန်းကနဲ့တူတယ် No exposure, I just wanna be a loner. Some can't stay sober, looking over all their shoulders. Like moving boulders just to get out of the home that sucks. I've had enough, I don't wanna feel the stuck. Under the rug, all my problems that I shove. I got nightmares in my head, လောက် I ကိုလို့ပြ fear ပါတော့တာ that the thoughts build ဟာ up until တော I င်းမှာ can't ဟ hear. င်းကောင်းနဲ့ထမင်းစားမှာဒီရစိတ်ကိုတော့တက်တက်နေတယ်ဒီရချက်ပြီးတော့ Haunts me somewhere. စားတာပေါ့မိတ်ထည့်ပြီးအမှစင်ကြော်နဲ့စားလိုက်တာအဆင်ပြေတယ်မချက်ရတယ်လွယ်တယ် Thoughts build up အဲ့ဒါလေးပဲ ဒီရလာတောင်းစားမကောင်းမှာစိတ် mind fills up ချက် into ချက် a တာ creature စားစား သားပြမှာဆိုတော့မြင်နေတယ် much deeper. I've been စင်ကြော်နဲ့အတူပျော်ရွှင်နှွေးထွေးတဲ့မိသားစုထမင်းဝိုင်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ a little tough, I just Hello မေဟုတ်တာရန်ကုန်ပြရောက်ပြီနော်အိမ်မှာထမင်းလာစားဖို့ထမင်းရှိလား ဘယ်ချိန်ရှိနေပြီလဲအိမ်မှာအကုန်လုံးကုန်ပြီဘာမှမရှိတော့ဘူးကိုယ့်အဖေကစားပါရဲ့ထပ်မလုပ်နေလိုက်တော့